ဒီနှစ်မှာကျွန်တော်နေရက်ကိုပြန်တော့မယ်ဒါပေမဲ့မပြန်ခင်မှာကျွန်တော်ရဲ့ပီလာဝင်းထဲကရေကူးကန်ထဲကိုအသားစားငါးတွေတွက်ထည့်ထားခဲ့တဲ့စာကြည့်ခန်းထဲမှာလည်းအေယာမပြောင်းမှုငွေတစ်ကောင်နဲ့အမွေပွားပင့်ကူနဲ့တအုပ်ကိုငွေထားခဲ့တယ်ပြီးတော့ကျွန်တော်ရဲ့ရေးစားဟောင်းတကားလာခောက်မဲ့အချိန်ကိုအေးစစ်စစ်စောင့်နေလိုက်တယ်အရင်ဘဝတုန်းကကျွန်တော်နေရက်ပြန်သွားတဲ့အချိန်မှာသူကတမိသားစုလုံးကိုကျွန်တော်ပီလာထဲခိုးခေါ်လာပြီးနှစ်တစ်ကူခဲ့ကြတယ်သူတို့တွေကကျွန်တော်အိယာပေါ်မှာအိမ်ယုံတင်မကပဲကျွန်တော့ရဲ့တမိုးကြီးဝိုင်းတွေကိုလည်းတောက်ခဲ့ကြတယ်သူ့ရဲ့တူနှစ်ယောက်ကလည်းကျွန်တော်ရဲ့အခန်းပြေးရှိတဲ့အယုတ်တွေကိုဖျက်ဆီးခဲ့ကြတယ်နှစ်တစ်ကူပြီးနောက်ကျွန်တော်ပီလာကိုပြန်ရောက်တဲ့အခါအခန်းထဲမှာပယံပါတာဖြစ်နေတာကိုမြင်ပြီးအရန်ဒေါသထွက်ခဲ့ရတယ်ကျွန်တော်သူ့ကိုတွားရောက်ပြစ်တင်တဲ့အခါမှာတော့ကျွန်တော်ရေးစားဟောင်းယူရန်ကကျွန်တော်ကိုလူမှုရေးအရာအချက်ကန်ဖို့အတွက်ဝဲလွှင့်ပြီးကိုတက်တည်ပြခဲ့တဲ့အဖြစ်မှန်ကိုမသိတဲ့အင်တာနက်အသုံးပြုသူတွေကကျွန်တော်ကိုအယိုးတဲ့တီအောင်နာကြည့်ပြီးကျွန်တော်ကုမ္ပဏီကိုလာဖျက်ဆီးကြတယ်လို့ကြက်ဥပုတ်တွေနဲ့လည်းပြစ်ပေါက်ခဲ့ကြတယ်လူလူရန်ရဲ့အမဆိုရင်ကျွန်တော်ကိုကားနဲ့တိုက်ပြီးမီတာတော်ဝေးထိလွတ်ထွက်သွားစေခဲ့တယ်အခုတော့ကျွန်တော်ပြန်လည်မွေးဖွားလာခဲ့ပြီးဒီတစ်ချိန်မှာတော့သူ့ကိုမင်းမရနိုင်တဲ့နှစ်တစ်ခုကိုပိုင်ဆိုင်စေရမယ်မင်းပေးဆက်ရမယ်တန်ဖိုးကိုငါကိုယ်တိုင်လှုပ်ဆောင်ပြမယ်ကျွန်တော်ညာတွင်ချင်းပဲတငယ်ချင်းတွေကိုခေါ်ပြီးကျွန်တော်ရဲ့တန်ဖိုးကြီးငါးတွေကိုသူ့အိမ်ကဘီလာရီကန်နဲ့ခဏသွားရွှေ့ထားလိုက်တယ်ဒီငါးတွေကစုစုပေါင်းယွန်2တန်းကျော်တန်ဖိုးရှိတာမို့လူလူရန်တို့မိသားစုလက်ထဲမှာအပြည့်စည်းမခံနိုင်ဘူးလေငါးတွေအကုန်ရွှေ့ပြီးတဲ့နောက်ရေကန်ကြီးကဟာလာဟင်းလင်းဖြစ်နေတာကြောင့်ရင်းနေတတဝမွေးမြူတဲ့တငယ်ချင်းစီဖုံးဆက်ပြီးနည်းနည်းရက်ဆက်တဲ့အကောင်တွေမွေးကျင်တယ်လို့ပြောလိုက်တယ်နောက်နေ့မနက်မှာပဲတငယ်ချင်းဖြစ်သူကအသားစားငါးတစ်တစ်တာကြီးနဲ့လိဟိုင်းနှကောင်ကိုလာပို့ပေးတယ်ကျွန်တော်ကအသားစားငါးတွေကိုရေကန်ထဲထည့်ခိုင်းပြီးရေမျက်နှာပြင်ပေါ်မှာရေမော်ပင်တွေနဲ့အုပ်ထားလိုက်တယ်ရက်ဆက်တဲ့လိဟိုင်းတွေကိုတော့နောက်ဖေးဝင်းတွေကရေကန်ကြီးထဲမှာထည့်ထားလိုက်တယ်တငယ်ချင်းကပြောတယ်ဒီကောင်တွေကတော်တော်ချမ်းတယ်တွေးညှိနှိုင်းရတာနဲ့မိကြောင်းတစ်ကောင်လုံးကိုတော့ခဏချင်းအတွင်းအယိုးစုဖြစ်သွားအောင်ကိုက်စားနိုင်တယ်ကျွန်တော်တော်တော်လေးကျဉ်းနဲ့သွားမိတယ်ပြီးတော့တခြားတော်တော်တဝါတွေရောရှိသေးလားလို့မေးလိုက်တယ်ကျွန်တော်နှစ်တစ်ကူမှအိမ်မှာမရှိတဲ့အတွက်တကိုးတွေမလာအောင်ကာကွယ်ချင်လို့အကြောင်းပြလိုက်တာပေါ့တငယ်ချင်းကချက်ချင်းပဲသဘောပေါက်သွားပြီးပြောင်းမှုငွေကြပြီးရောမလိုချင်ဘူးလားအစိတ်တော့မရှိဘူးဒါပေမဲ့အရန်ကြီးတော့ကြောက်ဖို့ကောင်းတယ်နောက်ပြီးအမွေးပွားပင့်ကူနဲ့တွေလည်းရှိသေးတယ်လို့အကြံပေးတယ်ကျွန်တော်ကောင်းညင်ပြီးယူမဲလို့ပြောလိုက်တယ်အားလုံးစီစဉ်ပြီးတဲ့နောက်မှာတော့ကျွန်တော်ရိုးရိုးရန်စီသွားပြီးသူဖောက်ပြန်နေတဲ့တက်တွေတွေကိုချပြလိုက်တယ်ပြီးတော့ဘာမှမတွန့်ဆုတ်ပဲလမ်းခွဲလိုက်ပြီးသူ့ကိုဗီလာထဲကနေမောင်းထုတ်လိုက်ပါတော့တယ်ကျွန်တော်ရိုးရိုးရန်ကိုအိမ်ပေါ်ကမောင်းထုတ်ပြီးတဲ့နောက်ဗီလာရဲ့လှုပ်ဝက်နံပါတ်ကိုချက်ချင်းပဲအစ်စ်လဲလိုက်တယ်ဒါပေမဲ့နှစ်တကူဖို့နီးလာတဲ့အချိန်မှာတော့သူကကျွန်တော်အိမ်ရှိကိုမျက်နှာပြောင်တိုက်ပြီးပြန်ရောက်လာပြန်တယ်သူကတကားဝမှာရက်ပြီးဖန်ရွှမ်းမင်းအိမ်ကဖားဆိုတွေဘာလို့လဲလိုက်တာလဲငါအထဲဝင်လို့မရတော့ဘူးလို့လာမေးတယ်ကျွန်တော်ကအေးစစ်စစ်ပဲငါတို့လမ်းခွဲပြီးပြီလေအဲ့ဒီတော့ဖားဆိုလဲတာဘာဆန်းလို့လဲဒီနေရာမှာမင်းကိုမကြိုဆိုဘူးလို့ပြန်ပြောလိုက်တယ်ကျွန်တော်ကသူ့ကိုရွှေရှာတယ်လို့ပုံပွင့်လင်းလင်းပြောလိုက်တဲ့အခါမှာတော့သူကမျက်ရည်တွေဝဲပြီးဟန်ဆောင်ကောင်းပြပြန်ရောငါတို့အတူတူရှိခဲ့တဲ့အချိန်တွေကိုထောက်ထားပါဦးအခုအဲ့ဒီလူဖောက်ပြန်တဲ့သူမှလည်းမိမရှိနေတာတိလိုက်ရလို့ငါသူနဲ့လမ်းခွဲလိုက်ပြီးအခုငါမှနေစရာနေရာတော့မရှိတော့ဘူးတဲ့ပြီးတော့သူကဆက်ပြောသေးတယ်မင်းကလည်းနေရက်ပြန်မှာပဲဟာဒီအင်ကြီးကအလကားဟာလာဟင်းလင်းဖြစ်နေမဲ့အတူတူငါခဏနေပြရစီဆိုပြီးအတင်းကတ်တွေနေတာပေါ့သူ့စိတ်ထဲမှာဘာတွေတွေးနေလဲဆိုတာကျွန်တော်ကောင်းကောင်းသိတာပေါ့အရင်ဘဝတုန်းကလည်းသူကဒီလိုပဲအိမ်ထဲကိုခိုးဝင်ခဲ့တာကျွန်တော်ရဲ့ပီလာကအပြင်ကကြည့်ရင်ရိုးရိုးလေးပဲမဲ့အထဲမှာတော့အရန်ကိုခန်းနာပြီးစားတောက်ကုန်တိုးလောင်ခန်းထဲမှာလည်းအကောင်းစားအစားတောက်တွေအပြည့်ရှိနေတာကိုသူသိနေတာလေသူကကျွန်တော်မရှိတဲ့အချိန်မှာသူ့မိသားစုတစ်စုလုံးကိုခေါ်လာပြီးနှစ်တစ်ကူအထိအေးအေးဆေးဆေးစိန်ခံစားတောက်ဖို့ကြံစီနေတာကျွန်တော်ကမင်းမနေစရာမရှိတာငါအလုံးမဟုတ်ဘူးမင်းတို့မိသားစုတစ်စုလုံးလမ်းဘေးရောက်သွားရင်တော့ငါနဲ့မဆိုင်တော့ဘူးလို့ပြောပြီးသူ့ကိုတွန်းထုတ်ကအိမ်ထဲပြန်ဝင်ပြီးတကားပိတ်လိုက်တယ်အိမ်ထဲကနေဗီဒီယိုမနီတာကတဆင်ကြည့်လိုက်တဲ့ခါမှာတော့လူလူရန်ရဲ့မျက်နှာကခုနကလိုတနာဆက်ခွဲပုံစံကနေချက်ချင်းပဲကြောက်စရာကောင်းတဲ့ပုံစံကိုပြောင်းသွားတယ်သူကသွေးအေးနဲ့ပြုံးပြီးဟင်းမင်းနဲ့ကောင်းကောင်းမွန်မွန်ညှိနှိုင်းနေတာကမင်းကိုမျက်နှာပေးနေတာမင်းနေရက်ပြန်သွားတာနဲ့ဒီအိမ်ထဲကိုငါပိုင်လာနေပြမယ်လို့ရေရွတ်နေတာကိုကျွန်တော်မြင်လိုက်ရတယ်ကျွန်တော်စိတ်မဆိုးတဲ့အပြင်ရေတောင်ရဲမိသေးတယ်ဘာလို့လဲဆိုတော့ကျွန်တော်ကပြန်လဲမွေးဖွားလာသူမို့လို့နောက်ထပ်ဘာတွေဖြစ်လာတော့မလဲဆိုတာကိုအကုန်သိနေလို့ပါပဲအရင်ဘဝတုန်းကသူကခိုးကူတော့တယောက်ကိုခေါ်ပြီးကျွန်တော်အိမ်တကားကိုဖွင့်ခိုင်းခဲ့တယ်ပြီးတော့သူ့မိသားစုတစ်စုလုံးတက်ကြွစွာနဲ့အိမ်ထဲကိုအပိုင်စီးဝင်လာကြတယ်ကျွန်တော်ရဲ့အကောင်းစားဝိုင်းတွေကိုထုတ်တောက်ကြတယ်ရေခဲတက်တာတွေကတံပိုးကြီးအသားတွေကိုချက်စားကြတယ်ဒါတင်မကသေးဘူးကျွန်တော်ရဲ့အဝတ်ခန်းထဲကတံပိုးကြီးအသုံးဆောင်တွေကိုလည်းခိုးထုတ်ပြီးခိုးရောက်ခဲ့ကြသေးတယ်အဆိုးဆုံးကတော့သူ့အမကကျွန်တော်ရဲ့အလှမွေးငါးတွေကိုအိုးကြီးထဲထည့်ပြီးအင်းချက်စားပစ်တာပဲရွံ့တန်းကြော်တန်းတဲ့ငါးတွေဟာသူတို့အတွက်တော့ငါးရင်တစ်ခွက်ဖြစ်သွားခဲ့တယ်ပြီးတော့လူလူရန်ရဲ့တူနှစ်ယောက်ကကျွန်တော်ရဲ့စာကြည့်ခန်းထဲကိုဝင်ငွေပြီးကျွန်တော်နှစ်ပေါင်းများစွာစုဆောင်းထားတဲ့တိမ်ပေါင်းများစွာတံပိုးရှိတဲ့အယုတ်တွေကိုအပိုင်းပိုင်းဖြစ်အောင်ဖျက်ဆီးပစ်ခဲ့ကြတယ်ဒါတွေ့အားလုံးကိုကျွန်တော်အခုတစ်ချိန်မှာတော့ခွင့်လို့မှမဟုတ်တော့ဘူးသူတို့အိမ်ထဲကိုဝင်လာမဲ့အချိန်ဟာသူတို့အတွက်ငရေခန်းစတင်မဲ့အချိန်ပဲဖြစ်ရမယ်အရင်ဘဝတုန်းကနှစ်တစ်ခုပြီးကျွန်တော်အိမ်ပြန်ရောက်တဲ့အချိန်မှာအိမ်ထဲမှာမြင်မကောင်းအောင်ပြန်ပါတာဖြစ်နေတာကိုတွေ့ခဲ့ရတယ်ကျွန်တော်ချက်ချင်းပဲရဲတိုင်ပြီးဆုံးရှုံးမှုတွေအတွက်ရော်ကြီးတောင်းခဲ့ပေမဲ့လူလူရန်နဲ့သူ့ရဲ့ကွာရှင်းထားတဲ့အမကလေးနှစ်ယောက်မေမှာကျွန်တော်ကိုပေးစရာရော်ကြီးငွေတပြားမှမရှိခဲ့ဘူးသူတို့တွေကအိမ်ထဲမှာလူလိမ့်ပြီးပတ်စံမရှိဘူးအသက်ပဲရှိတယ်တက်ချင်တက်ဆိုပြီးအရှက်မရှိတဲ့နီးလန်းနဲ့အကြက်ကန်ခဲ့ကြတယ်ဒါတင်မကသေးဘူးလူလူရန်ကကျွန်တော်ဗီလာရှိမှာညတကောင်ရန်ကြီးလွတ်လွင့်ပြီးသူ့မှာပတ်စံရှိတာကိုအာကိုပြီးကျမတို့လိုစင်ရဲသားတွေကိုအနိုင်ကျင့်နေပါလေဆိုပြီးလောက်ချက်ခံပြီးပြောဆိုကလူမှုရေးအရာအကြက်ကန်ခဲ့တဲ့အဖြစ်မှန်ကိုမသိတဲ့အင်တာနက်အသုံးပြုသူတွေကလည်းသူ့ဘက်ကနေဝိုင်းဝန်းပြီးကျွန်တော်ကိုနာကြည့်ခဲ့ကြတာပေါ့အခုပြန်လဲမွေးဖွားလာတဲ့ဘဝမှာတော့ဒီတစ်ချိန်သူတို့အတွက်တက်တာမမရနိုင်မဲ့နှစ်တစ်ခုဖြစ်စေရမယ်လို့ကျွန်တော်ချိန်ဆိုလိုက်တယ်ဒုတိယမြောက်နေ့မှာပဲကျွန်တော်ကျွမ်းကျင်တဲ့အိမ်တောင်းကုမ္ပဏီတစ်ခုကိုခေါ်လိုက်တယ်ကျွန်တော်ရဲ့စာကြည့်ခန်းထဲကတံမိုးကြီးအယုတ်တွေအကုန်လုံးကိုတေချာထုတ်ပိုးခိုင်းပြီးတခြားအိမ်တစ်လုံးမှာတွားသိမ်းထားလိုက်တယ်လူလူရန်ရဲ့တူနှစ်ယောက်ထပ်ပြီးဖြစ်စီလို့မရအောင်ပေါ့ပြီးတော့တံမိုးကြီးပရိဘောဂတွေအခန်းကပစ္စည်းတွေအကုန်လုံးကိုလည်းဖယ်ရှားလိုက်တယ်ဒါပေမဲ့အင်ကြီးကဟာလာဟင်းလင်းဖြစ်နေရင်သူတို့တန်တရားဝင်မှာဆိုလို့အစိတ်ရှိတဲ့အပင်တွေနဲ့တာမန်ပန်းအိုးတချို့ကိုပဲအစားထိုးထားလိုက်တယ်ရေချိုးခန်းထဲကသုံးဆောင်တွေကိုလည်းတက်တန်းကုန်နေတဲ့ပစ္စည်းတွေနဲ့အကုန်လည်းပြစ်လိုက်တယ်အရေးကြီးဆုံးကတော့တူလောင်ခန်းထဲကအကောင်းစားဝိုင်းတွေနေရာမှာအဆင်မရှိတဲ့ဝိုင်းတူးတွေကိုအစားထိုးလိုက်တာပဲသူတို့ဝိုင်းတောက်တက်တယ်ဆိုရင်တော့ဝိုင်းတူးတောက်ပြီးဘာဖြစ်မလဲဆိုတာစောင့်ကြည့်ရတာပေါ့ရေခဲတက်တာတွေကအကောင်းစားပင်လယ်စာတွေနေရာမှာလည်းဘယ်သူမှမစားတော့တဲ့ပုတ်တုံးနေတဲ့ငါးတွေပစုံတွေကိုပဲထည့်ထားလိုက်တယ်အဆုံးအနေနဲ့အိမ်ထဲမှာလှုပ်ဝက်ကင်မရာအလုံးပေါင်း30ကျော်ကိုနေရာအနှံ့မှာတက်ဆင်လိုက်တယ်အခန်းလေးကအခန်းထောင်တွေနဲ့ပန်းအိုးတွေထဲမှာပါမရိပ်မိအောင်ဖုံးကွယ်ထားလိုက်တယ်ကျွန်တော်အခုဘယ်နေရာကနေမဆိုထည့်ဖို့နဲ့အိမ်ထဲမှာဘာတွေဖြစ်နေလဲဆိုတာကိုအကုန်မြင်နေရပြီးသူတို့အိမ်ထဲကိုဘယ်လိုခိုးဝင်မလဲဘာတွေလုပ်မလဲဆိုတဲ့တက်တွေတွေကိုအတိအကျသိသိထားပြီးမှရဲလက်ထဲကိုအနံပြီးသူတို့ကိုနောက်တရအောင်လှုပ်ဆောင်သွားမှာပါ
ကျွန်တော်အိမ်ကနေမထွက်ခွာခင်နောက်ဆုံးအနေနဲ့ဘီလာချန်စီယိုတကားမှာအထဲတွင်ကြောက်မက်ဖွယ်တတော်များရှိပြီးကျူးကျော်ဝင်ရောက်ပါကမိမိတာဝန်သာဖြစ်သည်ဆိုတဲ့တတိပေးစာတမ်းကိုတေချာကတ်ထားခဲ့တဲ့အကယ်၍သူတို့အထဲဝင်သွားပြီးတခုခုဖြစ်ခဲ့ရင်တော့ကျွန်တော်မှတာဝန်မရှိကြောင်းကြိုတင်တတိပေးထားတာပေါ့ဒါပေမဲ့ကျွန်တော်ကောင်းကောင်းသိပါတယ်လူလူရန်ရဲ့လောဘကြီးပြီးမိုက်မဲတဲ့စိတ်ဓာတ်နဲ့ဆိုရင်ဒီတတိပေးချက်ကိုဂရုစိုက်မှာမဟုတ်ဘူးသူကဒီအိမ်ကြီးထဲမှာစိန်ခံပြီးနေချင်းစောနဲ့ပဲရကူမဆိုလုံးမဲ့သူလေးကျွန်တော်အထုပ်ပိုးတွေနဲ့ပူတာယုံကိုသွားပြီးအမြန်ရထားပေါ်ရောက်တဲ့ချိန်မှာပဲဖုန်းထဲကနေအိမ်ကခက်ထူမတဲ့ဒရိုင်းကိုဖွင့်ကြည့်လိုက်တယ်အစာပိုင်းမှာတော့အိမ်ရှိမှာဘယ်သူမှမရှိပဲငြိမ်သက်နေတော့မဲ့ငါပြန်လဲမွေးဖွားလာလို့ဇလန်းကပြောင်းသွားပြီလားလို့တောင်တွေးမိလိုက်သေးတယ်ဒါပေမဲ့နေ့လည်စာစားပြီးတဲ့အချိန်မှာတော့ကျွန်တော်မျှော်လင့်ထားတဲ့အတိုင်းလူလူရန်ပေါ်လာပါတော့တယ်သူကသူ့ရွာကတော့ပြင်သမားတယောက်ကိုခေါ်လာခဲ့တယ်လူလူရန်ကအဲ့ဒီလူကိုရွေးနေရပေးပြီးကျွန်တော်အိမ်တကားကိုဖွင့်ခိုင်းလိုက်တယ်တော့ပြင်သမားကကျွမ်းကျင်စွာနဲ့ပဲခဏချင်းတွင်မှာကျွန်တော်ဗီလာရဲ့မင်းကဲကိုဖွင့်ပေးလိုက်နိုင်တယ်လူလူရန်အိမ်ထဲဝင်သွားတဲ့အခါအိမ်ကတန်ရှင်းတက်ရနေတာကိုတွေ့တော့အရန်ဝမ်းသာသွားပြီးတော့ပြင်စရာကိုနောက်ထပ်ငွေ900ထပ်ပေးပြီးအိမ်ရှိတကားရဲ့လက်ပွေဖက်စနစ်ကိုအစ်စ်လဲခိုင်းလိုက်တယ်ပြီးတော့သူမကဓာတ်တစ်ချောင်းနဲ့အိမ်ရှိတကားမှာကတ်ထားတဲ့အိမ်ထဲမှာတားရဲတွေးဆန်ရှိသည်ဆိုတဲ့တတိပေးစာတမ်းကိုခွာချလိုက်ပြီးဘေးနားကရင်ညောင်းတဲ့ကိုလွှင့်ပစ်လိုက်တယ်ဒါပေမဲ့သူမမသိတာကအဲ့ဒီလောက်ရက်တွေအားလုံးကိုအိမ်ကောင်မိုးအောက်ကကဲမှာကအကုန်လုံးအသေးစိတ်မှတ်တမ်းတင်ထားတယ်ဆိုတာပါပဲတော့ပြင်စရာပြန်သွားတဲ့အခါသူမကစတိုခန်းထဲကိုပြေးဝင်သွားတယ်အဲ့ဒီမှာအရက်ပလင်းတွေအများကြီးနဲ့ရေခဲတက်တာထဲမှာလည်းစားစရာတွေပြည့်နေတာကိုတွေ့တော့သူမအရန်ပျော်သွားတယ်စားစရာတွေဒီလောက်တောင်အများကြီးပဲငါအမားတို့မိသားစုနှစ်တကူဖို့လာတဲ့အခါကျရင်စားစရာတွေအရှံပဲဖြစ်တော့မှာပဲလို့သူမကပြောသေးတယ်ပြီးတော့အိမ်ခန်းထဲကိုသွားအိမ်တအိမ်လုံးရဲ့အပူပေးစနစ်ကိုဖွင့်ဆိုဖာပေါ်မှာထိုင်ပြီး TV ကြည့်နေတော့တာပဲနှစ်နာရီလောက်ကြာတော့သူမအိမ်ပြင်ကိုပြန်ထွက်သွားတယ်သူမရဲ့အမနဲ့တူနှစ်ယောက်ကိုသွားကြိုတာဖြစ်နိုင်ပါတယ်ကျွန်တော်လည်းသွားမဲ့ပူတာကိုစိုက်ခံနေပြီးဖုန်းထဲကကဲမရာဗီဒီယိုတွေကိုပိတ်လိုက်ပြီးခီးဆောင်အိတ်ကိုဆွဲကာရထားပေါ်ကဆင်းခဲ့တဲ့နှစ်တကူခါနီဖြစ်တဲ့အတွက်ပူတာယုံထဲမှာလူတော့ဒီကတော့အရန်ကိုစီကားနေပါတော့တယ်ဘူတာယုံမှာအကူကလာကြိုတဲ့ကျင်နာအေးမှာဆိုလို့ဆိုပြီးသူကအနှွေးတွေပါတခါတည်းယူလာပေးတာအိမ်ပြန်ရောက်တဲ့အထိဒီလိုပြောစရာကောင်းတဲ့ခံစားချက်မျိုးကဆက်ရှိနေတော့မဲ့အိမ်ရောက်လို့ကိုခန်းတွေကကရင်ပေါ်မှာလှဲလိုက်ရင်ဖုန်းထဲကနေအိမ်ကကင်မရာတွေကိုပြန်ဖွင့်ကြည့်လိုက်တယ်ယူယူရန်ကသူမရဲ့အမယူယူရွှေနဲ့သူမရဲ့တူနှစ်ယောက်ဖြစ်တဲ့တာကျွန်းနဲ့အာကျွန်းတို့ကိုအိမ်ထဲခေါ်လာပြီးပဲယူယူရွှေကအိမ်ထဲရောက်တာနဲ့ဟဲဒီအိမ်ကတကယ်ကြီးတာပဲနေကြီးစားဟောင်းကတကယ်ချမ်းသာတာပဲနော်လို့ပြောပြီးအံ့ဩနေတယ်ယူယူရန်ကလည်းဂုံယူတဲ့လေတံနဲ့သူကအခုတော့ငါ့ကိုစိတ်ဆိုးနေလို့ပြန်မလာသေးတာငါသာဒီမှာဆက်နေနေမယ်ဆိုရင်တနေ့ကျရင်သူပြန်လာမှာပဲငါတို့ကတန်ရောစင်ရှိပြီးသားသူတွေဆိုတော့အဆင်ပြေသွားမှာပါလို့ပြန်ပြောနေတယ်အဲ့ဒီအချိန်မှာယူယူရွှေကယူယူရန်ကိုရုံမာတဲ့အကြံတစ်ခုပေးတယ်နင်ဒီအိမ်မှာသူပြန်လာမှာကိုစောင့်နေုံနဲ့မရဘူးသူပြန်လာရင်နင်သူ့ကိုမြူဆွဲပြီးကိုဝင်ရအောင်လုပ်လိုက်ကလေးကတခြားသူနဲ့ရထားတာဆိုရင်လည်းရတယ်သူကလေးပါဆိုပြီးတွေ့ကတ်ထားလိုက်ပေါ့အဲ့ဒါဆိုရင်ဒီဗီလာအင်ကြီးကနင့်အပိုင်ဖြစ်သွားမှာပဲတဲ့ယူယူရန်ကလည်းအမကတကယ်တော်တာပဲဆိုပြီးသဘောကျနေတာယူယူရွှေကဆက်ပြောသေးတယ်ငါဆိုရင်လည်းအရင်ယောက်ျားစီကနေရော်ချင်းငွေ9တန်းတောင်ရထားတာလေအခုငါကလေးနှစ်ယောက်ကလည်းသူ့ကလေးတွေမဟုတ်ဘူးငါရဲ့ရီးစားဟောင်းနဲ့ရထားတဲ့ကလေးတွေသူကတော့အခုထိသူ့ကလေးတွေလိုပဲထင်နေတော့မယ်အဲ့ဒီတော့လာစင်ရော်ချင်းငွေ2000ကိုလည်းပုံမှန်ပို့နေရတာပေါ့သူတို့နှစ်ယောက်ပြဘောနေတာတွေကိုကင်မရာကနေငါကုန်ကြလိုက်ရတယ်ယူယူရွှေကတကယ်ကိုအစိပ်ပြင်းနဲ့မိမပဲသူမရဲ့အရင်ယောက်ျားကိုနှစ်အတော်ကြာအောင်လင်ညာလာခဲ့တာပဲငါလည်းချက်ချင်းပဲဒီဗီဒီယိုဖိုင်ကိုတောင်းဖို့ဆွဲယူလိုက်ပြီးတငယ်ချင်းတယောက်ကိုအကူအညီတောင်းကယူယူရွှေရဲ့အရင်ယောက်ျားကဘာတူလဲဆိုတာစုံစမ်းခိုင်းလိုက်တယ်ပြီးရင်တော့ဒီဗီဒီယိုကိုသူစီပို့ပေးလိုက်မယ်အဲ့ဒါမှတခြားသူတယောက်ကအလကားနေရင်တာဝန်ယူနေရတာမျိုးမဖြစ်တော့မှသူတို့ညီမနှစ်ယောက်စကားကောင်းနေတော့မှပဲသူမရဲ့တူဖြစ်တဲ့တာကြွတန်ကနောက်ဖေးကန်သားကိုပြေးသွားတယ်ကန်ထဲမှာရှိတဲ့လက်ကြီးကိုတွေ့တော့သူကအရန်ကိုဆက်ဆုချင်နေတာလက်ကြီးကအကောင်ကြီးတော့သူကပူပြီးတော့တောင်စိတ်ဝင်စားနေပုံပဲသူကလက်ကြီးကိုထိချင်တာနဲ့ကန်ထဲကိုလက်လိုက်တယ်ဒါပေမဲ့သူကန်ကောင်းတယ်လို့ပြောရမလားပဲလက်ကြီးကငါအိမ်ကိုအခုမှရောက်ခါလားဆိုတော့ပတ်ဝန်းကျင်နဲ့အသားမကျသေးလို့လားမသိဘူးသူ့ကိုချက်ချင်းဟန်မစားသေးဘူးဒါပေမဲ့တာကျွန်းကမမှတ်ဘူးသူကလက်ကြီးကိုထပ်ပြီးတော့ကန်ဖို့ကြိုးစားနေတော့မဲနောက်ဆုံးမှာတော့တာကျွန်းတယောက်အော်တန်ကြီးနဲ့အတူကန်ထဲကနေပြန်ပြေးလာရတော့တာပါပဲအားငါလက်ကိုလက်ကြီးကိုက်လိုက်ပြီးတာကျွန်းရဲ့အော်ဟစ်တန်ကြောင့်ယူယူရွှေကအိမ်ထဲကနေတမန်ကတန်းပြေးထွက်လာတဲ့ရေကန်ထဲမှာတွေးတွေနဲ့နေရဲနေတာကိုမြင်လိုက်ရတဲ့အခါသူမအရန်လန့်သွားပြီးချက်ချင်းပဲမေးလဲသွားတော့တာပဲယူယူရန်ကတော့သူမမထက်တတိနေနေပိုးရှိပုံရတယ်ဒါပေမဲ့လက်ကြီးကအကောင်ကြီးပြီးလေးလုံးတော့သူမရေကန်ထဲကနေမထုတ်နိုင်ဘူးဖြစ်နေတယ်သူမကတာကျွန်းကိုကဲဖို့အတွက်ကြောက်လက်နဲ့ပဲရေကန်ထဲကိုလက်နိုင်ပြီးလက်ကြီးကိုဆွဲထုတ်ဖို့ကြိုးစားပြန်တယ်အဲ့ဒီချိန်မှာလက်ကြီးကပို့ပြီးတော့တောင်ဒေါသထွက်လာပြီးတာကျွန်းလက်ကိုပုံမြဲမြဲကိုက်ထားတော့တာပဲတာကျွန်းကတော့နာလုံးလုံးငိုယိုပြီးတော့လေကေပါဦးသားရန်နာနေပြီဆိုပြီးအော်နေရှာတယ်ယူရီယန်လည်းဘာလို့ရမှန်းမသိဖြစ်နေတော့မှပဲအကြံတစ်ခုရသွားတယ်သူမကရဲကိုလည်းမတိုင်ရဲဘူးလူနာတင်ကားလည်းမခေါ်ရဲဘူးဘာလို့လဲဆိုတော့သူတို့ကသူများအိမ်ကိုခွင့်ပြုချက်မရှိဘဲဝင်နေကြတာကိုနောက်ဆုံးတော့သူမကမိဖို့ချောင်းထဲကိုပြေးဝင်သွားပြီးအသားကုတ်ဓာမကြီးတစ်ချောင်းယူလာတယ်သူမကလက်ကြီးရဲ့ခေါင်းကိုဖြတ်ပြီးတာကျွန်းကိုကဲဖို့ကြိုးစားတာပဲဒါပေမဲ့ကျွန်တော်ကဒါကိုဒီတိုင်းအဖြစ်ခံမလားကင်မရာကနေအကုန်လုံးကိုစောင့်ကြည့်နေတာလေယူရီယန်ဓာတ်နဲ့ခုတ်ဖို့ပြင်နေတဲ့အချိန်မှာပဲကျွန်တော်သူမဖုန်းစီဘူးဖုန်းခေါ်လိုက်ပြီးအချိန်ဆွဲထားလိုက်တယ်ယူရီယန်ကဖုန်းခေါ်တာကျွန်မနာမန်းတီးလိုက်ရတော့လန့်ပြီးတုံတုံရင်နဲ့ဖုန်းကိုကိုင်းလိုက်တယ်အဲ့ဒီအချိန်ကျွန်တော်ကအေးစစ်စစ်ပဲယူရီယန်ငါအိမ်ကြီးချင်းကပြောတယ်ငါအိမ်လူလူရန်ဖုန်းပြောပြီးလို့အတိတရားပြန်ဝင်လာတဲ့အချိန်မှာတော့တာကျွတ်ရဲ့အခြေအနေကတော်တော်လေးဆိုးနေပြီးလက်ကြီးကနောက်ဆုံးတော့တာကျွတ်ရဲ့လက်ကိုလွှတ်ပေးလိုက်ပေမဲ့လက်မှာတော့အသားတွေပါကွာကျသွားပြီးသွေးတွေကတားမရစီးမရထွက်နေတော့တာပဲလူလူရန်ကတာကျွတ်ရဲ့တန်ရာကိုကြည့်ပြီးထိတ်လက်တုန်လုံးနေတယ်ဒါပေမဲ့သူမကအခုထိဆေးရုံကိုမသွားရဲသေးဘူးသူမရဲ့စိတ်ထဲမှာငါသာအခုဆေးရုံသွားရင်ငါသူများအိမ်ကိုခိုးဝင်နေတာလူမိသွားလိမ့်မယ်ဆိုတဲ့အတွေ့ကကြီးစိုးနေလို့မဲ့သူမကတာကျွတ်ရဲ့အသက်ထက်သူမရဲ့အဆက်နဲ့အကျိုးစီးပွားကိုပုံငဲနေတာတကယ်ကိုရိုးစရာကောင်းပါလေသူမကအိမ်အောက်ထက်စတိုခန်းထဲကိုပြေးဝင်သွားပြီးရှေးဦးသူနာပြုတ်တက်တာတစ်ခုကိုရှာတွေ့ခဲ့တယ်ဒါပေမဲ့သူမမသိတာကအဲ့ဒီတက်တာတွေကဆေးတွေနဲ့ပတိတွေဟာတက်တန်းကုန်နေတာကြပြဒီဆိုတာပါပဲကျွန်တော်ကဒါတွေကိုအသုံးမလို့တော့လို့ဖြစ်ထားတာလေလူလူရန်ကဖုန်းထဲကနေဒဏ်ရာကိုဘယ်လိုပတ်တိစီရမလဲဆိုတာလိုက်ကြည့်ပြီးတကျွန်းရဲ့လက်ကိုအဝတ်တွေနဲ့ရစ်ပတ်ပေးနေတယ်ဒါပေမဲ့တက်တန်းကုန်နေတဲ့ဆေးတွေကြောင့်ဒဏ်ရာကပိုးဝင်ပြီးပိုးရောက်လာဖို့ပဲရှိပါတယ်သူမရဲ့မိုင်းမဲမှုကကလေးတယောက်ကိုဒုက္ခတွေနဲ့ပို့တုံးပို့နေတယ်လို့ဖြစ်နေပြီးဒဏ်ရာကိုအကြမ်းဖျင်းလုပ်ပြီးတဲ့နောက်သူမကဒေါသကြီးနဲ့သူမရဲ့တူကိုကိုက်ခဲ့တဲ့လက်ကြီးကိုလက်ရှာတော့တာပဲသူမကဒါနဲ့အဲ့ဒီလက်ကိုတက်ပစ်ဖို့ကြံစီနေတာဒါပေမဲ့ငါရဲ့လက်ကြီးကတော်တော်လေးပါနဲ့ပါတယ်သူကရေကန်ထဲမှာမရှိတော့ပဲခြံထဲကကြောက်ဆောင်နေကြတဲ့မှာသွားပုံးနေပြီးယူယူရန်တယောက်ဘလောက်ပဲရှာမတွေ့နိုင်တော့ပါဘူး